အရေးကြီးတဲ့ပျက်စီးမှု၃မျိုးဆိုတာကိုတော့မြတ်စွာဘုရားကဟောကြားထားတယ်အဲ့ဒီပျက်စီးမှု၃မျိုးနဲ့ကြုံတွေ့ရင်ဒီဘဝတွင်ပျက်စီးတာမဟုတ်ဘဲနဲ့တန်တရားထိအောင်ဒုက္ခပေးနိုင်တာမျိုးကြတော့ဒါတော့အရေးကြီးတဲ့ပျက်စီးမှုမျိုးအဲ့ဒီပျက်စီးမှုမျိုးတွေမဖြစ်ရလေအောင်တတိတမဇင်ညတရားရှေ့ထားပြီးတော့ထိမ့်သိမ်းဆောက်ရှောက်ကြရမှာဖြစ်တယ်အရေးတကြီးဆောင်ရွက်ကြရမှာဖြစ်တယ်ပေါ့အဲ့ဒီပျက်စီးမှု၃မျိုးဆိုတာကိုမြတ်စွာဘုရားကဝိပတ္တိတမ္ပရာသုတ်ဆိုပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမကိုမှတ်တမ်းတင်ပြီးတော့ထားတဲ့သုတ်တန်တစ်ခုရှိတယ်ဝိပတ္တိဆိုတာပျက်စီးခြင်းတမ္ပရာဆိုတာပြည့်စုံခြင်းပျက်စီးခြင်းနဲ့ပြည့်စုံခြင်းအဲ့ဒီနှမျိုးထဲမှာပျက်စီးခြင်းကိုမြတ်စွာဘုရားကအရေးပါတဲ့ပျက်စီးမှုကို၃မျိုးအဖြစ်ခွဲခြားပြီးတော့ရှင်းပြထားတယ်အဲ့ဒီပျက်စီးမှုတွေမကြုံအောင်ဘုန်းကြီးတို့တွေကြိုးစားအထောက်ဒီပျက်စီးမှုတွေနဲ့မကြုံတွေ့အောင်နေ့စဉ်နဲ့အမျှတတိထားကြဖို့ဒီပျက်စီးမှုတွေကြုံတွေ့လာလို့ရှိရင်တို့ဟာအခြေအနေတစ်ခုဆိုးဝါးလိမ့်မယ်ဆိုတာကိုကိုတတိပေးဆုံးမပြီးဒီပျက်စီးမှုတွေနဲ့မကြုံရအောင်ကြိုးစားအထောက်ကြအောင်မြတ်စွာဘုရားရဲ့အဆုံးအမတွေဟာစိတ်ကိုဗဟုပြုပြီးတော့အဆုံးအမတာဖြစ်သောကြောင့်အရေးကြီးဆုံးစိတ်ဓာတ်နဲ့ပတ်သက်တဲ့ကိုယ်ချင်းတရားနဲ့ပတ်သက်တဲ့အဲ့ဒါတွေမပျက်စီးအောင်ထိမ့်သိမ်းဆောက်ရှောက်ဖို့လိုအပ်တယ်လို့ဒီလိုဆိုတာပေါ့အဲ့တော့မြတ်စွာဘုရားကပျက်စီးခြင်း၃မျိုးဆိုတာကိုဖော်ပြတဲ့အခါမှာတိတ်သောဣမာဘိက္ခဝေဝိပတ္တိယောလောကမှာပျက်စီးခြင်း၃မျိုးရှိတယ်တဲ့မြတ်စွာဘုရားရဲ့အဆုံးအမကိုမျှော်လင့်တမ်းတနေကြတဲ့ဘေကုပရိသတ်ကိုဥတည်ပြီးတော့မြတ်စွာဘုရားဟာပရိသတ်၄ပါးရဲ့အလယ်မှာဝိပတ္တိလို့ဆိုတဲ့ပျက်စီးမှုမျိုးကိုအရေးပါတဲ့ပျက်စီးမှုတွေမဖြစ်ရလေအောင်တတိပေးတဲ့အနေနဲ့ဒီသုတ်တံကိုဟောကြားတာ၃မျိုးကဘာတွေလဲလို့ဆိုတော့နံပါတ်၁ကသီလဝိပတ္တိကိုချင်းတရားဤပျက်စီးမှုနံပါတ်2ကစိတ်တဝိပတ္တိစိတ်ဓာတ်ဤပျက်စီးမှုနံပါတ်3ကဒိဋ္ဌိဝိပတ္တိအမြင်နဲ့အယူအဆတစ်ခုဤပျက်စီးမှုလို့ဒါအရေးကြီးတဲ့အရေးပါတဲ့ပျက်စီးမှုတွေဒီပျက်စီးမှုတွေမဖြစ်ရအောင်မိမိတို့နေ့စဉ်ဘဝမှာတတိထားပြီးလုံလဝိရိယကြီးမားစွာဖြင့်ရှောင်ရှားကြရမှာဖြစ်တယ်ပေါ့ဒီပြင်ပျက်စီးမှုတွေယမယံခါကြုံရတဲ့စီးပွားဥစ္စာတွေရဲ့ပျက်စီးမှုတွေဒါတွေကဒီလောက်ကြီးအရေးမပါဘူးပြန်ပြီးတော့ထူထောင်လို့လွယ်တယ်အရေးကြီးတဲ့ပျက်စီးမှုတွေကတော့သီလဝိပတ္တိကိုချင်းသီလပျက်စီးမှုဟာအရေးကြီးတယ်ဒါကြောင့်မို့ကိုချင်းသီလပျက်စီးမှုမရှိအောင်တတိထားရမယ်ဒါဖြင့်ကိုချင်းသီလပျက်စီးမှုဆိုတာဘာလဲမြတ်စွာဘုရားဟာအကြိမ်ကြိမ်ဟောခဲ့တချို့က၅ပါးသီလကိုဘုရားဟောတာမဟုတ်ဘူးလို့ပြောတဲ့လူကပြောတယ်တကယ်တော့လေဘုရားဟောတဲ့သုတ်တန်တွေ၅ပါးသီလနဲ့ပတ်သက်ပြီးဟောထားတာတွေအများကြီးစာမစုံမဲနဲ့ဘုရားရဲ့အဆုံးအမတွေမသိဘဲနဲ့ရမ်းပြောတာမျိုးတွေကတော့ဘုရားကိုဆွဆွဲရရောက်တယ်ပေါ့သီလဆိုတာဟာအလုံးသိတဲ့အတိုင်းစီကံချက်ထားတာကိုသီလလို့ခေါ်တယ်။ဘာနဲ့ပတ်သက်ပြီးတော့စီကံချက်တွေဖြစ်တယ်လဲလို့ဆိုရင်ကာယကံမှုနဲ့ပတ်သက်တဲ့စီကံဝစီကံမှုနဲ့ပတ်သက်တဲ့စီကံဆိုလိုတာကနှုတ်ရဲ့စီကံနဲ့ကိုယ်အမူအရာစီကံဒီနှစ်ခုဒီကန့်သက်ပြီးတော့ထားတာအောင်ဒါကိုသီလလို့ခေါ်တယ်အဲ့ဒီသီလကန့်သက်ချက်စီကံဥပဒေဆိုတာမိမိကိုယ်တိုင်လိုက်နာပြီးတော့နေရအဲ့ဒီလိုက်နာမှုမပြုတာနဲ့တပြိုင်နဲ့
သီလဝိပတ္တိကိုချင်းသီလပျက်စီးတယ်လို့ဒီလိုဆိုတာလောကလူသားတွေအ ਨੇ ဆုံးလိုက်နာရမယ်ကိုချင်းသီလလိုက်နာရမယ်ဆိုတာကောင်းကျိုးချမ်းသာကိုလိုချင်တယ်ဆိုလို့ရှိရင်ဟောဒီသီလရှိဖို့လိုအပ်တယ်လို့ဒီလိုဟောတာဘုရားသခင်ကနေပြီးတော့ပြည့်ညတ်လို့လိုက်နာရတဲ့အနေအထားမျိုးမဟုတ်ဘူးမြတ်စွာဘုရားကဆောင်ရံနဲ့ရှောင်ရံဒီနှစ်ခုကိုခွဲခြားပြီးတော့ဟောတာဘုရားပြည့်ညတ်လို့ဆောင်ရံဖြစ်တာလည်းမဟုတ်ဘူးဘုရားပြည့်ညတ်လို့ရှောင်ရံဖြစ်တာလည်းမဟုတ်ဘူးလောကသဘာဝကိုစဉ်းစားကြည့်မိဆိုတာဘသူကိုင်းကိုင်းပူမှာပဲလောင်မှာပဲအစိတ်ဆိုတာကိုဘသူစားစားထိုအစိတ်ရဲ့အကျိုးဆက်ကိုခံရမှာပဲအေးမတည့်တဲ့အရာတွေလှုပ်လို့ရှိရင်ထိုမတည့်တဲ့အရာရဲ့ထိခိုက်နစ်နာစေမှုကိုလူတိုင်းဟာခံကြရထို့တူပဲ၅ပါးသီလဆိုတာဘာသာနဲ့လည်းမဆိုင်ဘူးလူမျိုးနဲ့လည်းမဆိုင်ဘူးအမျိုးသားအမျိုးသမီးနဲ့လည်းမဆိုင်ဘူးလှုပ်ဆောင်ဒီရှောင်ရင်အကျိုးမရှောင်ရင်အပြစ်ပဲဒီလိုဆိုလို့လေရှောင်နိုင်ရင်အကျိုးရမယ်မရှောင်နိုင်ရင်အပြစ်ရဥပမာမယ်မတည့်တဲ့အစာစားတယ်ဆိုတာလူမျိုးနဲ့လည်းမဆိုင်ဘူးဘာသာနဲ့လည်းမဆိုင်ဘူးနော်မတည့်တာစားလို့ရှိရင်လူတိုင်းဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်မတည့်တာစားရင်ထိုအစာရဲ့တုံ့ပြန်မှုကိုခံရမှာပဲပေါ့ဒီလိုဆိုလိုတာပေါ့သီလဆိုဒီမှာလည်းပဲလူတိုင်းလိုက်နာရမယ်လိုက်နာသင့်တဲ့အကျင့်တရားတွေကိုသီလလို့ဆိုတာ